ကာတာကူရီရဲ့မိုချီနိုမီအစွမ်းကပါလေကဲဒီနေ့မှာတော့ကာတာကူရီရဲ့မိုချီနိုမီအကြောင်းပြောမယ်ဒီရဲ့မျိုးစားကတော့ဖာရာမီစီယာမျိုးစားဖြစ်တယ်သူ့ကိုအရင်ကလူကီယာထိုက်ထဲထည့်ခဲ့ပေမဲ့လူကီယာတိုက်ဆိုတာဘာဝအတိုင်းဖြစ်လာတဲ့အရာတွေကိုခေါ်တာကြောင့် special ဖာရာမီစီယာထိုက်မျိုးစားကိုခေါ်တာကပြောင်းလဲပေးခဲ့တာပါလက်ရှိ user ကတော့ Charlotte Katakuri ဖြစ်ပါတယ်ဒီတီးကလည်းဘာမှမဟုတ်တဲ့ဂျပန်စားစာတစ်ခုဖြစ်တဲ့မိုချီတွေဖြစ်ပြီးတီးကဘာမှမဟုတ်ပြီပဲ Katakuri ကတောက်ရမ်းကျွန်းကျင်တုံးချတတ်ပါတယ်ဆိုတော့တီးရဲ့လုံးလိုက်စားတွေကိုပြောမယ်နာမည်တိုင်းပဲဂျပန်ရိုးရာစားစာတစ်ခုဖြစ်တဲ့မိုချီတွေကိုကန့်တက်ရှိထုတ်လွှတ်နိုင်တာပါမိုချီတွေကိုပုံစံမျိုးစုံပြောင်းပြီးတိုက်ခိုက်နိုင်တယ်ကာတာဂူရီကတော့မိုချီလက်သီးတွေမိုချီဘိန်းလုံးပုံစံအနေနဲ့တိုက်ခိုက်တတ်ပါတယ်မိုချီကကက်စီးရာတွေဖြစ်တာကြောင့်ရန်သူကိုချုပ်ထားနိုင်ပါတယ်ပြီးတော့ကာတာဂူရီကမိုချီနိုမီကိုအဝေကန်လုပ်နိုင်ခဲ့ပါတယ်ဝေကန်နီကလည်းတချို့ဖာရာမီစီယာဝေကန်နီလိုပဲပုံရင်းချင်းကိုမိုချီတွေဖြစ်ပြောင်းလဲနိုင်ပါတယ်ပြီးတော့ဖြစ်သွားတဲ့မိုချီတွေကိုလည်းကောင်းကောင်းထိချုပ်နိုင်ပါတယ်မိုချီနိုမီကတော်တော်လေးပြင်းစရာကောင်းတဲ့အသီးဆိုပေမဲ့ကာတာဂူရီဆိုတဲ့ဘဲကကျန်းနေတာဆိုတော့အသီးကလည်းလိုက်ကျန်းသွားတာပါခုလို observation haki ကြီးနဲ့တောက်ရမ်းကျန်းတဲ့ကာတာဂူရီကလည်းကျွန်တော်ရဲ့အကြိုက်ဆုံး favorite villain တယောက်ပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်လည်း One Piece နဲ့ပတ်သက်တဲ့အကြောင်းတွေဒီဘက် fruit အကြောင်းတွေကိုပြောသွားပေးပါမလို့သဘောကျရင် like နဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးအားလုံးပဲ see you the next video